မိမရဲ့သခင်မတောင်ဟာရှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ထဲမှာတည်ရှိတဲ့ဝမ်းနဲ့ရင်နှင်းပွဲအချစ်ဇလန်းလေးတစ်ပုဒ်ဖြစ်တည်ခဲ့တဲ့နေရာလေးတစ်ခုပါပဲရှင်။ဒီနေရာလေးကိုတွားရောက်လဲပတ်သူတွေများပေမဲ့တမိုင်းเจ้าကိုတီးသူတွေတော့ရှားပါလိမ့်မယ်လို့ထင်ပါတယ်။နာမည်ကနန်းဧကရီမွေတဲ့အချောလာဘရင်သမီးတော်လေးတစ်ပါးပေါ့။အချစ်ဆိုတာကစမ်းကြဲတယ်လေ။သူချစ်မိတာကအညတရကြည်တော်သားလေးကုံမာရာတဲ့။သူတို့နှစ်ဦးချစ်ကြည်နူးနေတာကိုဘရင်ရွှေနတော်ပေါက်ကြားလို့ဘရင်ထီဖျားအမျက်တော်ပွားစေခဲ့ပါတဲ့အမဲယိုးကဟင်းအိုးကိုမှအာမနာကျေးတော်သားကုံမာရာလူငနွားကိုတတ်စေတဲ့တစ်ချက်လုံးအမိန်ချမှတ်လိုက်ပါတဲ့ဒီတဲ့င်းကိုနန်းဧကရီမွေကြတော့ရေဝါကိုဆဲပေါင်တုံနဲ့အထူးခံရတယ်လို့ခံစားရတယ်ထင်ပါရဲ့ချစ်သူမောင်ကိုစိတ်ပူလို့နန်းတော်ကခိုးထွက်အချစ်အတွက်ခြေလွမ်းနေတတ်ခဲ့တယ်ဆိုပါတော့အညာတရားကုံမာရာကြီးတော်သားလေးကိုလက်ဆွဲဘရင်ကြီးနဲ့ဝေးရထွက်ပြေးရှာပါတော့တယ်အခုမိမရဲတောင်ရဲ့အရှိဘက်မှာရွာခွန်တွေကိုကောက်တဲ့ကင်းတောင်ဆိုတဲ့နေရာလေးကိုဖျက်တမ်းဖို့အဖိုးငါအငွေတွေတောင်းတော့ပေးစရာငွေကဗလာနဲ့တီဘာမှမရှိတော့ကုံမာရာကြီးတော်သားလေးသွေးပြက်ပြီးထင်ပါရဲ့အချစ်ဆိုတာကိုယုံပြီးနန်းတော်ကထွက်ပြေးဘရင်တက်မတော်နဲ့ဝေးရကိုပြေးခဲ့တယ်ဘရင်သမီးတော်မျက်နာကိုမမထောက်ကင်းခွန်တော်မဆောင်နိုင်လို့ရာဇဝတ်ဘေးကိုကြောက်ပြီးမင်းသမီးလေးကိုချမ်းထားသူ့ရွာကိုပြန်သွားခဲ့တယ်လေဘရင်သမီးတော်လေးနန်းဧကရီမွေအတွက်အားကိုးစရာမရှိဘရင်အမျက်တော်ထီမာကိုတီးပြီးမြင့်မာတဲ့တောင်ကိုကုတ်တက်တောင်ရဲ့အနောက်ဘက်ပေ60ခန်းနဲ့တဲ့ရေဝဲကြီးတဲ့စိတ်ကိုဒုံဒုံချအချစ်ကိုစိတ်နာဒီနေရာကိုအတွဲလာကွဲစီဆိုတဲ့ကျိန်စာကိုဆိုပြီးခုံချသွားရှာပါတဲ့ဘရင်သမီးတော်လေးကအချစ်ကိုဦးစားပေးကုံမာရာကိုရွေးချယ်ခဲ့တာတော့အချစ်ကိုမထောက်ကင်းခွန်ကြောက်လို့တစ္ဆာဖောက်ကချစ်သူကိုထားပြီးနောက်ဆုံးလဲပြန်ထွက်ပြေးသွားတော့ဘရင်သမီးတော်လေးခမအချစ်ကိုအယမ်းစိတ်နာသွားရှာမှာပဲနော်အရင်ကတော့ဒီတောင်ကိုမိမဝဲတောင်လို့ခေါ်ဝေါ်ရာကနေအချိန်ကာလတွေရွေးရှာလာတော့မိမရဲတောင်အဖြစ်လူသိထင်ရှားလာပါတော့တယ်ဘလို့ဖြစ်ပြီးအခုလိုမိမရဲတောင်ဖြစ်လာတယ်လဲဆိုတော့ရောက်တော့ဘာရတဲ့ကြီးပေါ့နန်းဧကရီမွေးဆိုတဲ့ရှမ်းမင်းသမီးလေးကမိမရဲတောင်ဆိုတာကိုမြန်မာပြည်တလွှားမှာရှာပြီးသာသနာပြုပေးပါဆိုပြီးဘာရတဲ့ကြီးကိုအိမ်မက်ပေးခဲ့ပါတဲ့ရောက်တော့ဘာရတဲ့ကြီးလည်းအိမ်မက်ရတောင်တော်ကိုလိုက်ရှာရင်တောင်တော်ရဲ့အရှိဘက်ရွာငံအောင်ပန်းကားလမ်းမကြီးမှာကားကသူ့အလိုဆက်ရက်လို့ကားပြတ်သွားခဲ့ပါတဲ့ကားစရာကစူးစမ်းပြုပြင်ပေမဲ့မရခဲ့ပါဘူးတဲ့ဒီလိုနဲ့ညနေနေညူဆောင်ချိန်လေးမှာကားလမ်းပြီးခြုံတော်ထဲမှာအစိမ်းရောင်ဝေရှမ်းမလေးတယောက်ထွက်လာပါတယ်ဘာရတဲ့ရှာနေတဲ့မိမရဲတောင်ဆိုတာဟောအခုမြင်နေရတဲ့မြင့်မာတဲ့တောင်ပါလို့ပြောပြီးခြုံတော်ထဲပြန်ဝင်ပြောက်ကွယ်သွားပါတဲ့ရှင်ဘရင်သမီးတော်လေးနန်းဧကရီမွေးရိပ်ဖြစ်လေရဘဝပုံဌာနမှာရဲရင်တော်သစ္စာရှိတော်အချစ်အတွက်ထပ်တူစွန့်စားရသောချစ်တွေနဲ့စုံစည်းရပါစေအခုလိုရင်နာစရာချစ်မျိုးတွေနဲ့မကြုံစုံရပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါရရှင်